Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တိုဟူးကြော်လေးစားချင်တာနဲ့တိုဟူးကိုမှအိမ်မှာကိုယ်တိုင်ကြိုပြီးတော့အလွယ်ကြော်စားဖြစ်တာနဲ့ကြော်နေလေးကိုပြန်လည်ညှော်ပေးလိုက်ပါတယ်ပြီးတော့တိုဟူးကြော်နဲ့တွဲစားရင်အရင်လိုက်ဖက်တဲ့အချင်းဖြော်နီးလေးပါလုပ်ပြထားပါတယ်ရှင်တိုဟူးကြိုပေးရန်အတွက်ဖြိုးပဲအစိမ့်မုံဆန်ချိန်ခွက်နဲ့နှစ်ခွက်စာလောက်ကိုထည့်ပေးလိုက်ပါတယ်ဒီတစ်ခေါက်တော့တယောက်ထဲစားမှဖြစ်တဲ့အတွက်အများကြီးမကြိုတော့ဘူးပေါ့နော်ပြီးတော့သူ့တွေကိုဖြိုးစားနေငယ်အသားမုံနေငယ်နဲ့စနေမုံလေးနေငယ်ကိုထည့်ပြီးတော့သမထွန်းအောင်မှွေထားပေးလိုက်ပါတယ်ရှင်တမတော်ဝိစဝနဲ့ဖြိုးရေကိုတစ်ခွက်လောက်ကိုထည့်ပေးလိုက်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ပဲအစိမ့်မှုတစ်စားရေနဲ့စားပေါ့နော်ပဲအစိမ့်မှုဖြိုးတဲ့ချိန်မှာရေကိုတော့ဖြိုးဆန်ချိန်ခွက်နဲ့နှစ်ခွက်စားလောက်ကိုထည့်ပြီးတော့တမတော်အောင်မှွေထားပေးလိုက်ပါတယ်တမတော်ဝိစဝနဲ့ဖြိုးဒီကျိုးမဲ့အိုထဲကိုရေကိုနောက်ထပ်ဆန်ချိန်ခွက်နဲ့နှစ်ခွက်စားလောက်ကိုထည့်ပြီးတော့စူလာတဲ့အထိတည်ထားပေးလိုက်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့ပဲအစိမ့်မှုကဆန်ချိန်ခွက်နဲ့နှစ်ခွက်စာရေကဆန်ချိန်ခွက်နဲ့၄ခွက်စာပေါ့နော်ဖြိုးသုံးထားတာတဲထားတဲ့ယူနွေလေးကဆူလာပြီဆိုလို့ရှိရင်တော့ခဏကဖြိုးလို့ဖြော်ထားတဲ့ပဲအစိမ့်မှုနှစ်လေးကိုပေါ့နော်စကားနဲ့စစ်ထည့်ပေးလိုက်ပါမယ်ဒီနေရာမှာမီးအေးလေးနဲ့ယူနွေကိုတဲပေးပါလို့အချက်ပေးချင်ပါတယ်ဖြိုးမမီးနဲ့ပြင်းသွားတော့လေထည့်ရတဲ့တခါတည်းခဲသွားတယ်ပေါ့နော်ပြီးရင်တော့ဖြိုးလို့ဆက်မပြတ်လေမှွေသွားပေးလိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်တော့ဖြိုးမှွေသွားပေးလိုက်တာ10မိနစ်လောက်ရှိပါတယ်ဖြူရမှုသွားပေးလိုက်တာအသားလေးကနည်းနည်းလေးကြည့်ပြီးခဲလာပြီဆိုလို့ရှိရင်တော့သူ့ရဲ့ကိုစီထမင်းစားစုံနဲ့သုံးဆုံးစာလောက်ကိုထည့်ပေးလိုက်ပါမယ်ပြီးတော့အားလုံးသမတ်တော်အောင်ပြန်ပြီးတော့မှွေထားပေးလိုက်မယ်ပေါ့နော်ကျိုးတဲ့ချိန်မှာလည်းမီးပြင်းမဟုတ်ပဲနဲ့ပေါ့နော်မီးလက်လက်နေထားလေးနဲ့ပဲကျိုးသွားပေးလိုက်ပါတယ်ဒီတစ်ခေါက်ဖြိုးကျိုးတာနဲ့တော့လေအကြာကြီးတော့မကျိုးတော့ဘူးပေါ့နော်10မိနစ်လောက်ပဲကျိုးထားပေးလိုက်ပါတယ်အသားလေးကကြည့်ပြီးတော့ပဲအစိမ့်မုံနဲ့လေးတွေပျောက်သွားပြီဆိုလို့ရှိရင်တော့ရပြီပေါ့နော်ကဲဒီနေ့ဟာဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့တူဟူးနှစ်လေးကတော့ရပါပြီပြီးရင်တော့စီတုပ်ပြီးသားခွက်လေးထဲကိုထည့်ပေးလိုက်ပါမယ်ဒီတစ်ခေါက်လောက်စားတော့နည်းနည်းနဲတယ်ပေါ့နော်ဖြိုးတယောက်တိုင်းစားမှဖြစ်တော့လေကဲပြီးရင်တော့သူ့ကိုအေးပြီးတော့ခဲသွားတဲ့အထိအေးခဏပေးလိုက်ပါမယ်တူဟူးကိုအေးခန့်ထားတဲ့ဖြိုးဒီတူဟူးကြော်နဲ့တွဲစားမယ်အချင်းလေးလာလုပ်ပေးလိုက်ပါတယ်ရှင်ပထမဆုံးငှုတ်သီးစိမ့်နဲ့ချက်သွန်ဖြူကိုဖြိုးတော့အနက်လေးမွေးလာတဲ့အထိပေါ့နော်ခဏလောက်တော်ထားပေးလိုက်ပါမယ်အချင်းကိုလည်းဖြိုးအများကြီးမဖြော်ထားဘူးပေါ့နော်တယောက်ထဲစားမှဆိုတော့လေတော်ထားတာအနက်လေးမွေးလာပြီဆိုလို့ရှိရင်တော့ညက်သွားတဲ့အထိပေါ့နော်ထောင်းထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့ကျိုးမဲ့အိုးထဲကိုထညက်နှဲငယ်ပြီးတော့မကြီးရနှဲငယ်ကိုထည့်ပြီးတော့နည်းနည်းလေးဖြစ်ပြီးပေါ့နော်စူလာတဲ့အထိကျိုးသွားပေးလိုက်ပါတယ်ဒီနေရာမှာဒီထညက်မရှိဘူးဆိုလို့ရှိရင်တကြားနဲ့ကျိုးပေးမယ်ဆိုလည်းရပါတယ်နော်ကဲဖြိုးကြိုသွားပေးလိုက်တာအခုလိုမျိုးလေးပြပြလေးဖြစ်ပြီးတော့ဆူလာပြီဆိုလို့ရှိရင်တော့သူ့ကိုခွက်လေးတစ်လုံးထဲကိုထည့်ထားပေးလိုက်ပါမယ်နော်ပြီးရင်တော့ခဏကဖြိုးတို့လှော်ပြီးထောင်းထားတဲ့ငှုတ်သီးစိမ့်နဲ့ချက်သွန်ဖြူကိုထည့်ပေးလိုက်ပါမယ်ရတာတွေကတော့အချုံမှုနှင်းငယ်ပြီးတော့ငံပြရည်ပြီးတော့ငှုတ်သီးချက်မှုနဲ့နန်းနန်းပင်နှင်းငယ်ကိုပါညှက်ထည့်ပေးထားလိုက်ပါတယ်ရှင်ကဲပြီးတော့အားလုံးသမတော်အောင်ဖြော်ထားပေးလိုက်မယ်ပေါ့နော်သမတော်ပြီဆိုလို့ရှိရင်တော့ရတာပေါ့ငံပြပေးလိုက်ပါမယ်ဒီနေရာမှာပေါ့ငံကိုတော့ကိုစိတ်ကြိုက်ပြပေးနိုင်ပါရဲ့နော်ဖြော်ပါတော့နည်းနည်းလေးချင်းသလိုခံစားတာနဲ့နောက်ထပ်ငံပြရင်နေငယ်ကိုထပ်ပေးထားပါတယ်ရတာလည်းစိတ်ကြည့်ပြီဆိုလို့ရှိရင်တော့ဖြိုးတို့အေးအေးခံထားတယ်ဒီတိုဟူးလေးကိုလာချစ်ပေးလိုက်ပါမယ်တိုဟူးလည်းခဲသွားပြီဆိုလို့ရှိရင်တော့ဖြိုးတို့ကိုစိတ်ကြိုက်တုံကြီးသေးကိုပေါ့နော်လိဖြတ်ပြီးလို့ရှိရင်တော့ကြော်ပေးနိုင်ပါပြီရှင်တဟူသားလေးဆိုလို့ရှိရင်ချောနေရောပေါ့နော်ဒီနေရာမှာသူ့ကိုခက်ပပလေးလှီးပြီးတော့ကြော်ရင်တော့မမွလေးနဲ့ပို့ပြီးတော့စားလို့ကောင်းပါတယ်ပြောတော့အရင်လည်းမထူအရင်လည်းမပနေထားလေးလှီးပြီးတော့ကြော်ထားပေးလိုက်ပါတယ်ရှင်ကြော်တဲ့ချိန်မှာတော့မီးအလက်လက်နေထားလေးနဲ့ပဲတစ်ဖက်မှာအရောင်လေးရင့်လာတဲ့အထိကြော်သွားပေးလိုက်ပါတယ်ကဲဖြိုးကြော်ထားတဲ့တိုဟူးလေးကတစ်ဖက်မှာအရောင်လေးရင်းလာပြီဆိုလို့ရှိရင်နောက်တစ်ဖက်ကိုလှန်ပေးလိုက်ပါမယ်ဒီတိုဟူးကိုကြတော့ဖြိုးတုတ်စားမယ်ဆိုလဲစားလို့အရင်ကောင်းတယ်ပေါ့နော်ဒီလိုမျိုးမကြော်စားပဲနဲ့လေတကယ်လို့တုတ်လဲတုတ်စားခြင်းနဲ့ကြော်လဲစားခြင်းနဲ့ဆိုလို့ရှိရင်တော့ခက်မြများလေးလုပ်ပြီပေါ့နော်ခဲခတ်မယ်ဆိုလဲအဆင်ပြေပါတယ်ရှင်ကဲတစ်ဖက်စလုံးကအရောင်လေးရင့်ပြီးတော့ကျွတ်လာပြီဆိုလို့ရှိရင်တော့ရပါပြီနော်ဒီနေ့ဟာဆိုလို့ရှိရင်ဖြိုးတို့ရဲ့တိုဟူးဆိုတုတ်ကလေးကတော့ကြက်ပါပြီကဲကြက်ပြီဆိုလို့ရှိရင်တော့သူ့ကိုဆက်ထုတ်မယ်ပြီးခဏတော့အေးခံပြီးလို့ရှိရင်တော့ခဏကဖြိုးတို့ဖြော်ထားတဲ့အချင်းလေးနဲ့တွဲစားနိုင်ပါပြီရှင်အခုဆိုလို့ရှိရင်တော့အချင်းဆက်ဆက်လေးနဲ့အရန်ကိုလိုက်ဖက်တဲ့ဖြိုးတို့ရဲ့တိုဟူးတုတ်လေးကတော့စားဖို့စသဖြင့်နေပါပြီရှင်စားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ဒါဆိုဖြိုးရဲ့နောက်ဗီဒီယိုအသစ်တွေမှာပြန်ဆောင်ကြမယ်နော်အားလုံးပဲဘိုင်